Okay ကဲကျွန်တော်ဒီတစ်ခါတော့ကဲကျွန်တော်ဒီ9ဖန်းနဲ့ event ကနေပြီးတော့ကဲကျွန်တော် brother တို့အတွက်ကျွန်တော်ဒီနေ့9စာတွေကိုကျွန်တော်အပူယူလို့ရမယ့်နီးလန်းတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကဲဘာလို့လဲဆိုကျွန်တော်တို့ဒီမှာပါတဲ့ကျွန်တော်တို့တနေ့ပေးတဲ့9စာရနိုင်တဲ့တက်ကလေးကနည်းတယ်ပေါ့နော်တနေ့မှာဘယ်လောက်ရမလဲဆိုကျွန်တော်တို့6ဆိုတော့ကျွန်တော်10ခုပဲရမယ်ပေါ့နော်ကဲတရက်တည်းကျွန်တော်အဲ့10ခုတည်းမကကျွန်တော်တို့ယူလို့ရမယ့်နီးလန်းအောင်ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နီးလန်းတော်တော်များများပြပြပေးသွားမှာဖြစ်ပါတယ်ဒါသာတို့မြင်မှုကြပါဘောနော်ကျွန်တော်တချို့လူတွေဆိုရင်ဒီနေရာမှာကျွန်တော်တို့ဘယ်လောက်ဖြစ်နေမလဲကျွန်တော်100ဖြစ်တဲ့လူရှိတယ်50ဖြစ်တဲ့လူရှိတယ်30ဖြစ်တဲ့လူရှိတယ်ဗောနော်အဲ့လိုလူမျိုးတွေကအဲ့လိုနီးလန်းနေနဲ့ရှာထားတာဖြစ်ပါတယ်ဘယ်သာတို့နေနဲ့အဲ့လိုလူတွေကြည့်ပြီးတော့ဘယ်ရထားရလဲကျွန်တော်မေးရလူတွေရှိတယ်ဗောနော်အဲ့တော့တခြားနီးလန်းတွေ9စာတွေဘယ်ရနိုင်မလို့လာမေးလူတွေအတွက်ကျွန်တော်ဒီနေ့အဲ့ဒီနီးလန်းတွေကိုတစ်ချက်ပြပြပေးသွားမှာဖြစ်ပါတယ်ဒိုင်းမွန်းနဲ့30မလို့ဘူးဗောနော်ဒါမဲ့လို့တချို့လူတွေဒိုင်းမွန်း30တဲ့လူတွေရှိတယ်ဗောနော်ကဲပြီအဲ့တော့ကျွန်တော်အမေးများတာကကျွန်တော်ငားတွေရရင်ဘာလို့ရမလဲမေးရလို့ရှိရဲတခြားငားတွေကတော့ဘာမှလုံးလို့မရဘူးပေါ့နော်အဲ့တော့နှစ်ကောင်ထက်နေတော့ကျွန်တော်တို့ဆွမ်းလာပြောတဲ့ ဖက်ကမတ်နဲ့လဲပြီးတော့ကျွန်တော်တို့ကငားစာဖြစ်ပြန်ပြောင်းလို့ရတယ်ကျွန်တော်ဒီ legendary fit တွေကကြတော့ကျွန်တော်တို့က diamond ပြန်ရတာပေါ့နော်ဘယ်လိုရမလဲဆိုရင်ကျွန်တော်တို့ကဒီလေးလံ shop မှာသွားပြီးရောင်းလို့ရတယ်ရောင်းလို့ရတယ်ဆိုပြီး brother တို့မှာအမျိုးစားတူတဲ့ငားတစ်ကောင်ကိုsorry အမျိုးစားတူတဲ့ငားဟိုမှာကျွန်တော်နှစ်ကောင်ရှိရဆိုရင်တစ်ကောင်ရောင်းလို့ရတယ်နော်ဥပမာကျွန်တော်ဒီကောင်ရှိတယ်အဲ့ဒီကောင်ကိုကျွန်တော်တို့ကကျွန်တော်မှနှစ်ကောင်ဖြစ်သွားလို့ရှိရင်အဲ့ဒီတစ်ကောင်ထုတ်ရောင်းလို့ရပါတယ်လေးလံချော့မှာသွားပြီးရောင်းလို့ရတယ်ဗောနော်ဘလာတော့မှတစ်ကောင်ရှိုံနဲ့မရဘူးဒီ9ကောင်လုံးရှိမယ်ပြီးအဲ့ဒီ9ကောင်လုံးမှာကျွန်တော်တို့ကတစ်ကောင်ပိုးနေတယ်ဆိုရင်တေချာပေါ့လေးလံချော့မှာသွားပြီးတော့ရောင်းလို့ရပါတယ်ဒိုင်းမို့အနေနဲ့ကျွန်တော်တို့တော်တော်များများလေးရတယ်ဗောနော်မဆိုးဘူးလို့ပြောလို့ရတယ်အဲ့ဒါကျွန်တော်ဒီ9ဖက်နဲ့ဂိမ်းကိုအသေးအံဆော့ကြတာဖြစ်ပါတယ်တော့ဒီမှာကျွန်တော်တို့ diamond 420နဲ့ရောင်းတာတွေရှိတယ်ဗောနော်ဒီကောင်လေးဆို420အဲ့လိုလေးရောင်းလို့ရပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့အဲ့ဒီ legendary fit ကျွန်တော်တို့ပြကမ်းမှာ9កောင်လုံးပြည့်သွားရင်ကျွန်တော်တို့အရှိမှန်ပွင့်မယ်ပြီးရင်ကျွန်တော်တို့ emote လေးလည်းရမယ်ဗောနော်အဲ့လိုလေးလည်းရဖို့ရှိတယ်ကဲနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်မနေ့ကပြောတဲ့ကျွန်တော်ငားများလိုက်ကျွန်တော်တို့ကငားစာတွေကိုပြန်လိုက်လို့တဲ့နီးဗောနော်အဲ့နီးကကျွန်တော်စမ်းကြည့်တော့ကျွန်တော်ဟိုရင်းတစ်ခေါက်မှသွားဆန်တာတော့ကျွန်တော်အဆင်ပြေတယ်ဗောနော်တချို့လူတွေလည်းအဆင်ပြေရလည်းရှိတယ်ဒီနေ့မှာပြောတဲ့ရှိတာကကျွန်တော်တို့ကဒီမှာသူကငားများတိုင်းမှာသူ့အကျဉ်းရည်နဲ့ငားကိုသူကချထားပေးသားလို့ပြောတဲ့လူတွေရှိတယ်ဗောနော်အဲ့လိုလည်းဖြစ်နိုင်တယ်ဗောပြောလို့တော့မရဘူးအဲ့တော့ brother လို့နေနဲ့ဒီနီးလန်းလဲသုံးဗောသုံးလို့ရတယ်ဗောနော်ဟိုကျွန်တော်မနေ့ကပြနည်းနည်းလေးလိုးသွားတာကျွန်တော်ကငားများတာကိုပြန်မရုပ်လိုက်ဘူးဗောနော်အဲ့တော့ဒီနေ့ငားများတာလေးပြန်ရုပ်ပြီးလုပ်တဲ့နေ့တစ်ချက်ပြပြီဗောနော်အဲ့ဆိုတော့ကျွန်တော်9စာရွေးနေမပြောခင်ဒါမျိုးတစ်ချက်ရင်ရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့တော့မှကျွန်တော်9များတန်းကိုပြစ်လိုက်မယ်ဒီမှာကျွန်တော်ဒီမှာ back load လို့ရှိအဲ့ဒါနဲ့ပြန်ဆုပ်လို့ရတယ်နော်။ကဲပြစ်လိုက်မယ်ပြီးရင်ကျွန်တော်ကဒီမှာ9လာဆွဲရနေကျွန်တော်9များတန်းကိုတစ်ချက်နှိပ်လိုက်ပါနော်။နှိပ်ပြီးမကြိုက်ဘူးဆိုရင်နောက်ပြန်ဆုပ်ပြီးတော့ထွက်လိုက်လို့ရတယ်နော်။အဲ့လိုဆိုရင်ကျွန်တော်တို့ကသူပြောတဲ့အချိန်ကြီးလဲကျွန်တော်တို့ကရသွားနိုင်တယ်ပေါ့နော်ဟိုအကျဉ်းကြီး100အတွင်းမှာကျွန်တော်တို့က9များတောင်ဆွဲလိုက်တာဖြစ်တဲ့အတွက်အကျဉ်းကြီးပေါင်းသွားနိုင်တယ်အဲ့တော့ဒီနီလန်းလေးကိုကျွန်တော်မနေ့ကပြောတော့9များတောင်ဆွဲမပြလိုက်ဘူးဒီတိုင်းပဲကျွန်တော်9များပြီးတော့9များတောင်ပြစ်ရှာတယ်ပြီးရင်ကျွန်တော်ကကတ်ဆယ်ပြန်လုပ်တယ်ပေါ့နော်ဒီနေ့တော့အဲ့လိုမဟုတ်ဘူးနည်းနည်းလေးပြန်စမ်းကြည့်ပေါ့နော်9များတောင်ပြစ်ရှာမယ်ပြီးရင်ကျွန်တော်9များတောင်ဆွဲလိုက်မယ်ပေါ့နော်ဆွဲပြီးတော့မကြိုက်ဘူးကိုချက်တဲ့ငါမဟုတ်ဘူးဆိုရင်ကတ်ဆယ်ပြန်လုပ်မယ်ကဲအဲ့လိုနေလေးပေါ့နော်ကတ်ဆယ်ပြန်လုပ်လိုက်အဲ့လိုလေးတော့လုပ်ပြီးဖို့လိုတယ်ပေါ့ကျွန်တော်မနေ့က9များတောင်မဆွဲလိုက်လို့ကျွန်တော်ဒီနေ့ထပ်ပြီးပြပေးတာဖြစ်ပါတယ်ကဲပြီအဲ့ဒါကျွန်တော်တို့9စာတွေအများကြီးရနိုင်မယ်နေကိုကျွန်တော်စပြီးပြောပြမှာဖြစ်ပါတယ်။ပထမဆုံးလည်း diamond 3နိုင်တဲ့လူတွေပေါ့နော်။ diamond 3နိုင်တဲ့လူတွေကတော့ဒီမှာသွားပြီးတော့ဒီ9မျက်နှာလေးရဲ့ဘေးမှာအပေါင်းလေးရှိတယ်အဲ့ဒါနှိပ်ပြီးတော့ဝယ်လို့ရတယ်9စာ100တိတိဝယ်လို့ရတယ်9စာတစ်ခု diamond တစ်လုံး9စာ100တော့ diamond 100ကျမှာဖြစ်ပါတယ်။ဒါပေမဲ့အကောင့်တစ်ခုကိုကျွန်တော်တို့က diamond 100နဲ့ဝယ်ပြီးသွားလို့ရှိရင်ဆက်ပြီးဝယ်လို့မရတော့ဘူးနော်9စာ100ပဲဝယ်လို့ရဖြစ်ပါတယ်ကျွန်တော်9စာ100ဝယ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်မှဆက်ပြီးတော့ဝယ်လို့မရတော့ဘူးပေါ့နော်ဆက်ပြီးဝယ်လို့များ limited ထိပါရွယ်ဖြစ်ပါတယ်နော်အဲ့တော့ brother တွေနဲ့ diamond တရားရှင်9စာမြန်လို့ရှင်ဒီမှာသွားပြီးတော့လဲ9စာတရားကို diamond တရားနဲ့ဝယ်လို့ရတယ်ကဲဒါကကျွန်တော် diamond သုံးမဲ့လူတွေအတွက်ပေါ့နော်ကဲကျွန်တော် diamond မသုံးကြည့်ဘူးကျွန်တော်ဘယ်ရနိုင်သေးလဲဆိုရင်ရှာနေလိုင်းလေးရှိသေးတယ်ဘယ်မှာမလဲဆိုရင်ကျွန်တော်ဒီမှာ diamond နဲ့ကျွန်တော်တို့575ဆော့တဲ့မုတ်ရှိတယ်ဗျာအဲ့ဒီမုတ်ထဲမှာကျွန်တော်တို့ကဘယ်ရွေးရမလဲစီအားလုံးဆိုတဲ့ထဲမှာရွေးမယ်ပြင်ကျုပ်ဒီထဲကဒိုင်းမုတ်ကိုမရွေးဘူးเนาะဒိုင်းမုတ်ရွေးရင်ကျွန်တော်ချုံရှုံရင်ဒိုင်းမုတ်ကုန်မှာဖြစ်ပါတယ်အဲ့တော့အောက်ကကျွန်တော်ဒီဖက်ကမှန်လေးရှိတယ်เนาะပိုင်းအောင်ဖက်ကမှန်လေးရှိအဲ့လိုရွေးလိုက်မယ်ပြီးရင်ဒီဆိုလိုချက်လန်တွေကိုသွားမယ်เนาะဆိုလိုချက်လန်သွားပြီးတော့ကြိုက်တဲ့ဟာကိုကျွန်တော် join ပြီးဆော့လို့ရတယ်เนาะတပွဲဆော့တိုင်းကျွန်တော်တို့က
ငါးများစာတစ်ခုရမှာဖြစ်ပါတယ်10ပွဲတိတိဆုပ်လို့ရတာဖြစ်တဲ့အတွက်တနည်းကိုကျွန်တော်တို့ငါးစာ10ခုတိတိရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီ5 side ကျွန်တော်တို့5 side မုတ်ကနေပြီးတော့ရမယ်ကျွန်တော်တို့ဒီငါးစာ10ခုပဲဖြစ်ပါတယ်အဲ့တော့ဒီဆိုလိုရှင်းလန့်မှာလာပြီးတော့စော့ပြီးတော့တနည်းကိုငါးစာ10ခုယူလို့ရတာဖြစ်ပါတယ်နိုင်ချုံရမှာနော်အဲ့တော့ဒီကလည်းကျွန်တော်တို့10ပွဲဆိုတာနဲ့ငါးစာ10ခုရမယ်ဟုတ်ပြီနောက်တစ်ခုကဘယ်ရမလဲဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ခုရှိသေးတယ်ဒီငါပြကန်းတော့ဝင်လိုက်ပါနော်ကျွန်တော်တို့မှာငါးတကောင်နဲ့ပူပြီးရထားရလို့ရှိနေမယ်နော်တကောင်တို့ကျွန်တော်ဒီမှာနှစ်ကောင်ဖြစ်နေရတယ်နှစ်ကောင်ဖြစ်နေတယ်နှစ်ကောင်ဖြစ်နေတယ်နော်အဲ့လိုနှစ်ကောင်ဖြစ်နေရတယ်ကျွန်တော်တို့ကပြန်ပြီးတော့ဖက်ကမတ်နဲ့လဲမယ်ပြီးရင်ငါးစာဖြစ်ပြန်ပြီးပြောင်းလို့ရပါသေးတယ်ကျွန်တော်ဒီမှာနှစ်ကောင်ဖြစ်နေတယ်အများကြီးပဲနော်အကောင်ဖြစ်နေတယ်အများကြီးပဲအကောင်တို့ဘယ်ကလဲရမလဲဆိုရင်ဒီမှာကျွန်တော်ဒီမှာကတ်လဲရဆိုတာရှိတယ်နော်အဲ့ဒီကဝင်လိုက်မယ်ပေါ့ပြီးအောက်ဆုံးမှာဖြုတ်မိဆိုတာရှိတယ်နော်ဖြုတ်မိရှိတာဒါကြောင့်ပူတဲ့ဟာတွေဒီဘက်ကမှရမှာဖြစ်ပါတယ်အဲ့ဘက်ကမှကျွန်တော်တို့ငါးစာပြန်ပြီးလဲလို့ရတယ်ကျွန်တော်အစမ်းလဲပြမယ်ဘယ်လိုလဲရမလဲဆိုတာဒီဖြုတ်ပြီးတော့နှိမ့်မယ်ဟုတ်ပြီကျွန်တော်ဒီမှာ82ခုရတယ်နော်82ခုရတယ်ကြည့်ကြအဲ့82ခုနဲ့ကျွန်တော်လဲမှာဖြစ်ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့ငါးစာတွေအများကြီးစုသွားလို့ရတယ်ဗောနော်တနေ့အဲ့လိုစုသွားလို့ရတယ်ဒါသားလူတွေတခြားလူတွေဘယ်ရလဲဆိုတော့လာမေးနေလူတွေကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်။ကြည့်အဲ့လိုကျွန်တော်တို့မှာဖက်ကမန်လေးရှိတယ်။သောနာရဲတဲ့လဲထားတဲ့ဖက်ကမန်လေးရှိတယ်ဗောနော်။တစ်ချက်ပြပေးမယ်။92ခုရှိတယ်။ကြည့်အဲ့ဒါကျွန်တော်ကဘယ်မှာလဲမလဲဆိုတော့ဒီ short လေးကိုသွားမယ်ဈေးတိုင်းလေးကိုသွားမယ်။အောက်ဆုံးမှာအခြားဆုလက်ဆောင်များဆိုတာရှိတယ်။အဲ့ထဲသွားမယ်ပြီးကြောင်ဒီမှာငါးစာလဲလို့ရတဲ့နေရာလေးရှိတယ်။နော်အဲ့ဒါကျွန်တော်ကလဲလိုက်မယ်ဗောနော်။ကျွန်တော်ကဒီမှာလဲလိုက်မယ်အဲကျွန်တော်ဒီမှာ80ဆိုတော့ကျွန်တော်9ခုရတယ်ကဲအဲ့လိုလေးလဲလို့ရပါတယ်ကဲဒါကျွန်တော်တို့လုံးဝမသိသေးတဲ့လူတွေတို့ကျွန်တော်ငါးစာတွေရှာလို့ရမယ်လို့ပြောပြပေးတာဖြစ်ပါတယ်မနေ့ကပြောတဲ့နီးလင်းနဲ့ brother တို့ငါးစာမကောင်းလဲကျွန်တော်ဒီ event မှာကျွန်တော်တို့စော့ကြည့်လို့ရတယ်အဆင်မပြေဘူးဆိုလဲလို့ငါးစာအများကြီးစုလို့ရတဲ့နီးလန်းလေးတွေကိုလည်းကျွန်တော်လာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်လုံးဝအလကားရတဲ့နေရာတော့ဆိုတော့ကျွန်တော်တို့ဆိုလိုမုတ်မှာသွားပြီးတော့စော့တဲ့နေလေးဖြစ်ပါတယ်တနေ့ကို10ဦးလောက်ရဆိုတော့မစိုးဘူးเนาะဒီမှာသွားပြီးတော့စော့လို့ရတယ်ဒီမှာကျွန်တော်တို့ကကမန်ရွေးမယ်ဆိုလိုရှင်းလမ်းမှာဝင်ပြီးတော့စော့လိုက်နိုင်ချုံတန်းပြီးတော့တေချာပေါက်ကျွန်တော်တို့ကငါးစာတစ်ခုရမှာဖြစ်ပါပဲဒီနေ့10ပွဲဆိုတော့10ခုရမှာဖြစ်ပါတယ်နော်အဲ့လိုဆိုတော့ကျွန်တော်တို့ဖမ်းတဲ့ငါးရပိုးရတွေကိုလည်းဖက်ကမတ်ဖြစ်ပြောင်းပြီးတော့ငါးစာဖြစ်ပြန်ပြောင်းလို့ရမယ်ဒိုင်းမွန်ပေါ်တဲ့လူတွေကလည်းဒီမှာသွားပြီးတော့ဝယ်လို့ရမယ်ဒါကကျွန်တော်တို့ဒိုင်းမွန်ငါးစာတွေကိုကျွန်တော်တို့တခြားနည်းလမ်းနဲ့ကျွန်တော်တို့အမှန်ကန်ယူလို့ရတဲ့နည်းလမ်းတွေဖြစ်ပါတယ်အဲ့တော့ brother တို့အနေနဲ့ငါးစာတွေကိုတခြားလူတွေလို့ကျွန်တော်တို့များဆဆလိုချင်တယ်နေ့တိုင်းလည်းကျွန်တော်ဒီ game မှာသွားပြီးတော့စော့ချင်တယ်ဆိုတော့ဒီနည်းလမ်းလေးသုံးပြီးတော့ငါးစာတွေစုလို့ရပါတယ်နော်ဒိုင်းမွန်သုံးနေတဲ့3ပေါ့နော်ဒိုင်းမွန်သုံးနေတဲ့လူတွေကဒီနေ့လေးလည်းရှိရဆိုတော့လာပြီးပြောပြပေးခဲ့တာဖြစ်ပါတယ်။ Okay ကဲဒီလိုလေးကဒီလောက်ပါ